ရွှေဖန်ရဲ့တရားချစ်ခင်သူတော်စင်ပေါင်းတို့ခင်ဗျာခုချိန်အားစပြီးဓမ္မဒုတဒေါက်တာအရှင်စေကေနဟောကြားတော်မူသောဘဝဖြောင်းချောင်းတစ်စိတစ်စောင်းအပိုင်း130တရားတော်ကိုနာကြားတော်မှာဖြစ်ပါတယ်ခင်ဗျာဘဝဖြောင်းချောင်းတစ်စိတစ်စောင်းလို့အမိတက်ပြီးတော့ပြောခဲ့တာဟိုတချို့ဒီအတွက်ကြတော့သူတို့နဲ့သင်ရကြိုက်ရတယ်အလုံးကျေးဇူးများကြတယ်အကျိုးရှိကြတယ်လို့ပြောကြတာပေါ့လေနောက်တချို့ကလည်းပြောကြတာဘုံဘုံကငယ်တုန်းကအကြောင်းတွေပြောတော်တော်မှတ်မိတာပဲလို့ပြောတယ်မှတ်မိပါတယ်ဟိုရဲနဲ့လာနဲ့မှတ်မိစရာရှိတာတွေမှတ်မိသလိုဟိုအကြောင်းအရာကိုပဲမှတ်မိတယ်အခြေအနေကိုပဲမှတ်မိတယ်ဟိုလူကြီးတော်မှမှတ်မိတာတွေလည်းရှိတယ်လေဒါကိုမှတ်မိရင်မှတ်မိတယ်ဘာမှမှတ်မိရင်မမှတ်မိဘူးပေါ့ဘုံဘုံတို့ရှစ်တန်း9တန်းရောက်တော့ဒီ9တန်းအရွယ်မှာရှစ်တန်းအရွယ်မှာကလေးရပါအဲ့ဒီတငယ်ချင်းရီးစားထားတယ်ကွယ်အခုခေတ်ဒီစကားတွေပြောရင်တော့ဟိုကလေးတွေရည်စရာကြီးဖြစ်နေတချောင်းလုံးမှာရှစ်တန်းနဲ့ရည်စားထားတာသူတယောက်တည်းရှိတယ်ကဲအဲ့ဒါလိုပဲ9တန်းကြတော့လေရည်စားထားကြတဲ့လူတွေရှိပြန်ရောနည်းနည်းတော့များလာတာပေါ့9တန်းဆို10တန်းကြတော့လေရှိပြန်အဲ့ဒါကိုစဉ်းစားကြည့်တော့ဘုံဘုံကကိုဘဝဘေးအခြေအနေကြောင့်ဘုံဘုံတို့ဆိုအဲ့ဒီအချိန်မှာဆင်းရဲနေပြီပေါ့9တန်းလောက်ထိကတအားချမ်းသာခဲ့6တန်း9တန်း10တန်း9တန်း10တန်းအင်ဂျင်နီယာကျောင်းတက်တော့လေဆင်းရဲနေတာပေါ့ဒါပေမဲ့စဉ်းစားကြည့်တယ်သူတို့ဆိုတာအဲ့တငယ်ချင်းတွေပေါ့လေရည်စားထားတဲ့တငယ်ချင်းသူတို့ဘာလို့ရည်စားထားတာလဲလိုက်ကြည့်တယ်လို့ဒီလိုတော့မပြောချင်ဘူးပေါ့ဒါပေမဲ့တငယ်ချင်းတွေသိနေကိုเจ้าကဘသူကဘလို့ဘာညာဆိုသိနေတော့သူတို့အိမ်အခြေအနေလည်းသိတယ်9တန်းဆိုလဲဒီတိုင်းပါပဲ9တန်းရည်စားထားကြတယ်တောက်ကြစားကြတယ်အဲ့ဒါတွေဆိုလဲဒီလိုပဲလိုက်ကြည့်ပြီးတော့ဟာသူတို့မိဖေတွေကချမ်းသာတာဟုတ်သူတို့မိဘတွေကချမ်းသာတာသူတို့ပြည့်စုံကြတာဒါချွင်းချက်အနေနဲ့မချမ်းသာတဲ့လူလည်းရည်စားထားခြင်းထားတာပါပဲဒါကိုအဲ့ဒီတော့ကကြုံခဲ့ရတာလေးကသူတို့ရည်စားထားကြတယ်ဟုတ်တယ်စိတ်ထဲမှာဖြစ်မိတာပေါ့လေအဲ့ဒီ7တန်း9တန်း10တန်းဖြစ်မိတာဘာလို့သူတို့ထားကြတာလဲဖုံဖုံတို့ကြတော့ထားခြင်းစိတ်ကိုမရှိဘူးဆင်းရဲလို့လားမပြည့်စုံလို့လားဘာညာပေါ့လေကိုယ့်ဟာကိုကြီးကြီးကျယ်ကျယ်စကားလုံးနဲ့ပြောရင်ကိုယ့်ကိုပြန်ဆန်းစစ်တယ်ပြောရမှာသူတို့တွေခြားထားကြတာကြတော့ရှိလို့ပြည့်စုံလို့မဘိုးပေါ်လို့အဲ့လိုထင်နေတာအဲ့ဒီမှာသူတို့ကိုစိတ်ထဲကနေပြီးတော့မေးကြည့်တဲ့မိခွန်းရှိတယ်ဟေးမင်းအခုနေမင်းအမေအဖေသေသွားရင်မင်းဘယ်လိုလုပ်မလဲဒီလိုမေးကြည့်တယ်သူများကိုမေးကြည့်မှတော့ကိုယ့်ကိုယ်လည်းမေးကြည့်တာစိတ်ထဲမှာဖုံဖုံအဲ့ဒီ6တန်း9တန်း10တန်း9တန်း10တန်းတောက်လျှောက်ပေါ်လေဖုံဖုံကိုဖုံဖုံပြန်မေးတဲ့စကားတွေအများကြီးထဲမှာမင်းအဖေမရှိတော့ရင်ဘယ်လိုလုပ်မလဲမင်းမေမရှိတော့ရင်ဘယ်လိုလုပ်မလဲလို့ဒီမေးခွန်းအမြဲမေးတယ်ဖုံဖုံဘဝအတွက်ဖြောင်းလာတဲ့အကြောင်းတွေအများကြီးတွေကအဲ့ဒီစကားတစ်ခွန်းဟာအဲ့ဒီအကြောင်းအရာတစ်ခုဟာတော်တော်ကိုအင်အားဖြစ်စေတယ်သူတို့ကိုမျက်နှာချင်းတိုင်းဆုံပြီးတော့ရည်စားထားတဲ့သူတွေသုံးနေဖြုံနေတဲ့သူတွေအရက်တောက်တဲ့သူတွေစာမဝဲကောင်းစာမလုပ်ကြနေတဲ့သူတွေသွားမေးနေတာမင်းမိဘမရှိတော့မင်းကဘာလုပ်မလဲဒီမိကုန်းလေးပေါ့ဘုံကတော့ဒီမိကုန်းကိုအမြဲမေးတယ်ခုဒီရွယ်ရောက်မှတော့မှဟာခမဲတော်ဤမေတော်ဤရှိနေတယ်လို့ပဲတွက်တယ်ဟိုကုသိုလ်ပြုအမြဝေဒါမျိုးမျိုးလည်းရှိတာတပိုင်းပေါ့တည်သွားတယ်ဆိုတာကိုစိတ်ထဲမရှိဘူးမနေ့ကတော့မှမေတော်ကြီးနဲ့စကားတွေပြောခြင်းစိတ်ပေါက်နေတာဒီမှာစာဖတ်ရင်လှည့်ဖတ်တာများပါတယ်ထိုင်ဖတ်လိုက်လှည့်ဖတ်လိုက်ပေါ့စာဖတ်ရင်နဲ့စိတ်မေတော်ကြီး
မေရိုကြီးနဲ့စကားပြောခြင်းစိတ်ပေါ်တော့မှမေရိုကြီးစီတော့စကားမေရိုကြီးကဆုံးသွားပြီပဲလို့အဲ့ကြမှာစိတ်ကဖြစ်တယ်ကိုမေကိုဆုံးနေမထင်ဘူးကိုအဖေကိုဆုံးနေမထင်ဘူးအဲ့ဒါနဲ့တယောက်ယောက်စီတော့ငါစကားဆက်ပြီးဖုံးဆက်ပြီးပြောဦးမှာပဲဆိုတော့ပြောမိသည်ဒီအမေရှိတဲ့အဖေရှိတဲ့စိတ်ဟာအမေမရှိအဖေမရှိတဲ့စိတ်နဲ့အလွန်ကွာသွားတယ်သူတို့တွေဒီအရွယ်မှာဒါတွေလုံနေတာအမေအဖေငါချက်ချင်းသေရင်အခုကစကလုံးနဲ့ပြောရင်ပေါ့ဖြစ်တတ်ကြတာပြောရင်တော့ accident အနေနဲ့ on the spot ဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတာသူတို့မတွေးကြလို့လားပေါ့စိတ်ထဲမှာအဲ့လိုလေးဖြစ်မိတယ်ဘုံဘုံတော့အမြင်တွေးပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးဒီတစ်ပတ်ငယ်တုန်းကအတွေ့အကြုံအကြောင်းလေးနဲ့ဒီအကြောင်းလေးကိုအထောက်အကူပြုပြီးတော့အမိပြုပြီးတော့ဒီ16နှစ်အစိတ်တက္ကသိုလ်ကျောင်းသူကျောင်းသား1000ကျော်တရားစခန်းမှာပြောမိတယ်ငယ်တုန်းကဒီအကြောင်းလေးကိုအကြောင်းပြုပြီးတော့ဘုံဘုံက research လုပ်ထားတယ်လေ့လာထားတယ်ဘာလေ့လာလဲဆိုတော့3တန်း4တန်းလေးတွေရှိတယ်ဘုံဘုံတရားစခန်းက3တန်း4တန်းတက်အုပ်စုကိုဒီနှစ်ဆိုရင်3တန်း4တန်းက1000ကျော်5တန်း6တန်းက2000ကျော်9တန်း8တန်းက2300လောက်ဖြစ်တယ်9တန်းတန်းနဲ့တင်800လောက်ရှိဒီ16နှစ်အစိတ်ကြီးပဲကလေးတွေလူငယ်တွေကြီးပဲ1100ကျော်တယ်ပြောတာကတော့အဓိကတော့9တန်း16နှစ်အစိတ်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုဒီစကားပြောပေးတာငယ်တုန်းကအဲ့ဒီစိတ်ကလေးဖြစ်ခဲ့ပြီးလေ့လာထားတဲ့လေ့လာချက်3တန်း4တန်းလေးတွေကစားတဲ့အရွယ်ပေါ့ပြီးတောက်သွားကစားအယုံနဲ့ကစားဘောလုံးနဲ့ကစားတဲ့အရွယ်မှာမေးတယ်ဘုံဘသားတို့သမီးတို့သားတို့အဖေသားတို့အမေချစ်လားချစ်တာပေါ့သားတို့အဖေအမေတွေအခုနေများသိသွားပြီဆိုရင်သားတို့ဘလို့နေမလို့ဆိုလှုပ်တောင်မလို့ဘာလို့ဆိုသိသွားပြီဆိုရင်ဆိုတာသူတို့လက်မခံဘူးအဖေသိမယ်ဆိုတာလည်းခေါင်းနဲ့မရှိဘူးအမေသိမယ်ဆိုတာလည်းခေါင်းနဲ့မရှိဘူးအဲ့တော့စကားလေးပြင်ပြောပါတယ်ဒါသမီးသူ့အရွယ်ပေါ့3တန်း4တန်းအရွယ်သားပြီဆုံးပြီတဲ့သားမိဆုံးပြီတဲ့မရှိတော့ဘူးတဲ့သေပြီတဲ့လို့ပြောချင်ဟင်းဆိုချက်ချင်းငိုချတာကွယ်ဟင်းဆိုချက်ချင်းငိုချ9တန်း6တန်းအရွယ်ဒါသမီးတွေရှိတယ်သူတို့ကြတော့3တန်း4တန်းတုန်းကပြောသလိုသားတို့ဘယ်လောက်ရှိလဲအသက်အရွယ်9တန်း6တန်းမှာဖုံသမီးတို့9တန်း6တန်းမှာသားတို့သမီးတို့အမေအဖေဆုံးသွားရင်ဘယ်လိုလုပ်မလဲဆုံးပြီဆိုရင်ဘယ်လိုလုပ်မလဲသေပြီဆိုရင်ဘယ်လိုလုပ်စတကယ်3တန်း4တန်းတုန်းကလို့ပြောကြည့်တာအခုနေသေသွားပြီဆိုရင်လို့ပြောရင်အဲ့ဒါကိုသူတို့အပြောမခံသူတို့သိတယ်သေသွားပြီဆိုရင်ဆိုသူတို့မခံနိုင်ဘူးလေဟို3တန်း4တန်းတုန်းကသေသွားပြီဆိုရင်တော့ဥပမာပြောတာတို့လှည့်ပြအဲ့ဒါတွေသူတို့မသိဘူးနားမလဲအဖေမေသေပြီတဲ့ဆိုတာနဲ့ဆိုဆိုငိုကြတာ9တန်း6တန်းကျတော့သေသွားပြီဆိုရင်ကိုသူတို့မခံနိုင်သူတို့ငိုချတယ်ဒါပေမဲ့3တန်း4တန်းငိုပုံနဲ့9တန်း6တန်းငိုပုံနဲ့မတူတော့3တန်း4တန်းကျတော့သူတို့ကစားနေတဲ့အယုတ်လေးပျောက်သွားသလိုမျိုးသူတို့ကစားနေတဲ့ပစ္စည်းအယုတ်ကလေးကစားစရာလေးကျိုးသွားသလိုမျိုးသူတို့ချစ်တဲ့အဖေအမေကျိုးသွားသလိုပဲ့သွားသလိုမျိုးဟင်းဆိုငိုချလိုက်တာပဲရှိတယ်9တန်း6တန်းနဲ့တော့ငိုပုံချင်းမတူနိုင်ဟင်းလို့ငိုတဲ့အတန်ချင်းတူအောင်တော့အဆန်ချင်းမတူဟန်ချင်းမတူ9တန်း6တန်းကအဖေမေသေသွားရင်ဆိုရင်ကိုသူတို့မရတော့နည်းနည်းသိလား9တန်း10တန်းကြာတော့3တန်း4တန်းကိုပြောသလို9တန်း6တန်းကိုပြောတော့ပြောကြည့်မင်းတို့အဖေမေသေသွားပြီဆိုရင်သေသွားပြီတဲ့ဆိုရင်သူတို့လည်းငိုတော့ငိုတယ်3တန်း4တန်းလို့အာပြေကြီးနဲ့မငိုတော့9တန်း6တန်းပုံစံမျိုးလည်းမငိုတော့သူတို့မှစဉ်းစားတာလေးပါလားဘာစဉ်းစားအဖေမရှိရင်ဒုက္ခပါပဲအမေမရှိရင်ဒုက္ခပါအဖေအမေသာမရှိရင်တော့ပြီးပါလေရောဆိုတဲ့ချီမကင်မိလက်မကင်မိအငုံမျိုးပဲဖြစ်မယ်အဲ့ဒီအငုံမျိုးပဲဖြစ်မယ်
ဟုတ်တယ်အဲ့ဒါလိုပါပဲအဲ့ဒါလိုပါပဲဘုံကလေးလာကြည့်ခဲ့ပြီးဒါတွေကကိုရန်10တန်းကိုရန်10တန်းကိုသွားပြောကြည့်လေဒီစကလုံးမဲ့အဖေအမေသေပြီတဲ့အဖေအမေသေပြီဒီအတိုင်းပဲသွားပြောကြည့်ဘလို့မတူဘူး3တန်း4တန်းဖြစ်ပုံ5တန်း6တန်းဖြစ်ပုံနဲ့9တန်း10တန်းဖြစ်ပုံနဲ့မကူတူ9တန်း10တန်းကိုသွားပြောကြည့်ဒါဟိုရေပုံရ generally အနေနဲ့ပြောတာပါ9တန်း10တန်းပြောတဲ့အခါကျရင်အမေမရှိရင်အဖေမရှိရင်ကိုတက်နေတဲ့ကြောင့်ဘလို့ဆက်တက်မလဲအမေမရှိအဖေမရှိတော့ရင်ကိုစားနေတဲ့ထမင်းဘလို့ဆက်စားမလဲကိုတက်နေတဲ့ကြောင့်တော့ဆက်တက်ဖြစ်အောင်ကြိုးစားမှာပဲနည်းနည်းအတိတရားလေးဝင်သွားတဲ့ခေါ်မလားအလန့်တရားလေးဝင်သွားတဲ့ခေါ်မလားဒါလေးတော့ဝင်သွားတယ်ငိုတော့ငိုမယ်3တန်း4တန်းကြီးဆိုငိုချတယ်လို့မျိုးတော့မဟုတ်ဘူးလေမျက်နှာငိုတန်ပါဠိမငိုတော့မှမှိုင်းနေမှာလေယောက်ျားလေးနဲ့မိန်းကလေးနဲ့တော့မတူဘူးလေသူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲဆိုတဲ့အဲ့ဒီအသည့်လေးပါဝင်လာတယ်အသည့်လေးပါဝင်လာတယ်တက္ကသိုလ်16နှစ်အစိတ်တွေကိုပြောကြည့်တဲ့အခါကျမင်းအမေဖေသေးပြီဘယ်လိုလုပ်မလဲဘယ်လိုမှ3တန်း4တန်းလို့မငို5တန်း6တန်းလို့လည်းမဖြစ်ဘူး9တန်း10တန်းလို့လည်းမဟုတ်9တန်း10တန်းလို့တော့မျက်စိမျက်နှာပြက်ပြီးမှိုင်းရင်မှိုင်းသွားမယ်စဉ်းစားပုံကြတော့9တန်း10တန်းကအဖေမေမရှိတော့ရင်ငါเจ้าဘယ်လိုဆက်တက်မလဲငါထမင်းဘယ်လိုစားမလဲဆိုကိုယ့်အတွက်ရှေ့ဆက်ဖို့ရသူစဉ်းစားတယ်16နှစ်အစိတ်တက္ကသိုလ်တွေကြတော့အဖေမရှိရင်ငါအဖေနေရဝင်နိုင်ရဲ့လားအဖေကိုစားညီကိုမောင်နှမတွေကိုမိသားစုတွေကိုစောင့်ရှောက်နိုင်မလားကိုကြောင့်လည်းအပြစ်မခံဘူးအမေသေးသွားပြီဆိုရင်အမေနေရငါဝင်နိုင်ရဲ့လားဟိုသမီးကအမေနေရဝင်ရမယ်သားကအဖေနေရဝင်ရမယ်ဒီလိုမဟုတ်ဘူးဒီလိုမဟုတ်သားလည်းပဲအမေနေရဝင်နိုင်ရဲ့လားအဖေနေရဝင်နိုင်ရဲ့လားအဖေမရှိတော့ရင်အဖေနေရမှာဝင်နိုင်ရဲ့လားလို့ကိုယ့်ကိုပြန်မိအမေနေရမှာဝင်နိုင်ရဲ့လားလို့ကိုယ့်ကိုပြန်မိတယ်ဝင်းကိုဝင်ခြင်းစိတ်ရှိတယ်ဝင်ရမယ်တာဝန်ရှိတယ်ဝင်ရမယ်ဝတ္တရားရှိတယ်ဝင်ရမယ်ဘာရှိတယ်ဒါလို့မပြောလို့ပါစိတ်ဓာတ်ကိုပြောတာ16နှစ်အစိတ်သားသမီးတွေကိုမေးကြည့်ပါမင်းအဖေမရှိတော့ရင်မင်းအမေမရှိတော့ရင်ဘယ်လိုလုပ်မလဲဆိုအဖေမရှိရင်အဖေနေရာဝင်ပြီးတော့အမေမရှိရင်အမေနေရာဝင်ပြီးတော့ဒီမိသားစုကြီးကိုကောင်းအောင်လုပ်ပေးမယ်ဒါကောင်းတဲ့ဘက်ကတစ်ခုစီပြောပြလိုက်တာဒါမြင်သူတို့တွေဒီအရွယ်လေးနဲ့ဟီစားထားနေတယ်ဒီအရွယ်လေးနဲ့ဘီယာတွေတောက်နေတယ်ဒီအရွယ်လေးနဲ့ပတ်စံတွေသုံးဖြုံနေတယ်9တန်း10တန်းပဲ5တန်း6တန်းပဲ9တန်း10တန်းပဲ9တန်း10တန်းပဲအတန်းတွေကိုမပြောတော့လောက်ရက်ကိုကြည့်လိုက်သူတို့ဒါမျိုးမတွေးကြဘူးလားငယ်တုန်းကစိတ်ထဲဖြစ်မိတာပါငယ်တုန်းကတော့ဒီလိုဘီယာတွေတောက်ကြတယ်ငယ်တုန်းကရှားတာပေါ့လေတချောင်းလုံးမှ9တန်း1ယောက်လောက်တောက်တာပါ2ယောက်လောက်တောက်တာပါဒီအထက်တန်းချောင်းကြီးတချောင်းလုံးပြအဲ့တော့ကိုဒီအတွေးလေးဒီအမေးလေးကကိုအမြဲမေးတယ်3တန်း4တန်း5တန်း6တန်း9တန်း10တန်း9တန်း10တန်းတက်ကတူ9အုပ်စုခွဲပြီးတော့မေးကြည့်ရင်အဖြေတစ်မျိုးစီထွက်ပါတခုတော့ရှိတာပေါ့လေစိတ်ဓာတ်ရေးရနဲ့ပတ်သက်ပြီးပြောနေလို့တက်ကတူကြောင်းသူကြောင်းသားသွားပြီးတော့ဟဲ့သားဟဲ့သမီးဒါမှမဟုတ်ဟဲ့နင့်အဖေအမေဆုံးမိတယ်ဆိုဟီးဆိုချက်ချင်းငိုချရင်3တန်း4တန်းလို့ငိုရင်သူစိတ်ဓာတ်ဟာ3တန်း4တန်းပဲ5တန်း6တန်းလို့ငိုရင်သူစိတ်ဓာတ်ဟာ5တန်း6တန်းပဲ9တန်း10တန်းလို့ငိုရင်သူစိတ်ဓာတ်ဟာ9တန်း10တန်း9တန်းစိတ်10တန်းစိတ်မျိုးရှိရင်သူစိတ်ဓာတ်ဟာ9တန်း10တန်းဒီအသက်အရွယ်နဲ့စိတ်ဓာတ်တွေကတခြားစီလို့ခွဲမြင်လိုက်ပါတခြားစီလို့ခွဲမြင်လိုက်ပါလူအသက်အရွယ်ရင့်တာနဲ့စိတ်ဓာတ်ရင့်ကျက်တာနဲ့ကတခြားစီပါတကယ်စိတ်ဓာတ်ရင့်ကျက်တယ်ဆိုတာကခုနပြောတဲ့တဆင့်စီပြောရင်အတန်းခွဲပြောလို့အတန်းသာခွဲမပြောရင်ငါအဖေနေရဝင်နိုင်သလားငါအမေနေရဝင်နိုင်သလားဒါတကယ်တမ်းကျဝင်ရတော့မှာလေလောကထုံးစံအနေနဲ့အဖေရင်သေပေးရမှာပဲအမေရင်သေပေးရမှာသေတတ်ကြတာကိုဒီ16နှစ်အစိတ်တုန်းကပြိုးလိုက်တယ်ဒီသားတွေသမီးစိတ်ထဲမှာကြည်နူးသွားတယ်ဒီသားတွေသမီးတွေရဲ့စိတ်ထဲမှာဝင်သွားတယ်3ရက်ထဲပါပဲတရားစခန်း
ဒါပေမဲ့သူတို့ရဲ့မျက်နာဟန်ပန်အသွားအလားဒီအခုပြောတဲ့စကားလေးကိုသူတို့နားလည်အောင်ပြောပြလိုက်တော့လုံးဝပြောင်းသွားတယ်စိတ်ဓာတ်တွေပါပြောင်းသွားတယ်ဘုံဘုံတို့feedback အနေနဲ့သူတို့စာအုပ်လေးတွေသူတို့ခံစားချက်တွေရေးဖို့ပေးထားတဲ့စာအုပ်လေးတွေတည်းမှာပြန်ဖတ်ကြည့်မှာတော်တော်အံ့ဩတယ်ဒီစကားလေးပြောပြရတယ်သူတို့ပြောင်းသွားတာတော်တော်အံ့ဩတယ်အဲ့လိုမတွေးခဲ့မိဘူးအဲ့လိုမစဉ်းစားခဲ့မိဘူးဘုံဘုံကဘယ်လောက်ထိပြောပြတယ်လဲဆိုမိသားစုမှာအဖေအမေအားကိုးနေရတဲ့သားသမီးရှိတယ်တိုင်းပြည်မှာအုပ်ချုပ်နေတဲ့သူတွေကိုအားကိုးနေရတဲ့သူတွေရှိတယ်ဝန်ကြီးချုပ်အုပ်ချုပ်တဲ့နိုင်ငံဆိုရင်အခုနေမြဝန်ကြီးချုပ်မရှိတော့ဘူးသမရအုပ်ချုပ်တဲ့နိုင်ငံဆိုခုနေမြသမရမရှိတော့ဘူးရှင်မင်းအုပ်ချုပ်တဲ့နိုင်ငံဆိုရင်ခုနေမြရှင်မင်းမရှိတော့ဘူးသားတို့သမီးတို့ဝင်နိုင်မလားဒီစကားလေးတွေဒီဘုံဘုံကပြောပေးလိုက်ပါတယ်အိမ်တိုင်းမှာအဖေနေရာကိုဝင်နိုင်တဲ့သားသမီးအမေနေရာကိုဝင်နိုင်တဲ့သားသမီးဟို3 တန်း4 တန်းကလေးကထပ်ဖြစ်ရပါတယ်ကွယ်ဘုံဘုံတို့ဘဝဖြောက်အောင်အဲ့လိုနေလာခဲ့တာပါ3 တန်း4 တန်းတော့ကဟီးကနေငိုချတဲ့စိတ်မျိုးမရှိပါဘူးအဖေနေရာဘာဝင်ကူလုပ်ပေးရမလဲအမေနေရာဘာဝင်ကူလုပ်ပေးရမလဲ9 တန်း6 တန်း9 တန်း10 တန်းဟီးခဲနဲ့ငိုတာမျိုးမရှိမှတ်မိသေးတယ်အဲ့ဒီ9 တန်း6 တန်း9 တန်း10 တန်းကလေးကို10 တန်းကလေးကိုညီတွေညီမတွေအတွက်ဘာလုပ်ပေးရမလဲအဖေကလည်းခရီးထွက်တဲ့အလုပ်လုပ်တာကိုအမေကလည်းသားသမီးတွေတပုံကြီးနဲ့ဆိုအဖေလုပ်တဲ့နေရာတွေကိုဝင်လုပ်လာတယ်အမေလုပ်တဲ့နေရာတွေကိုဝင်လုပ်လာတယ်မိဖို့ကြောင့်ထမင်းချက်လာတယ်အမေဈေးရောက်သွားရင်ကိုထမင်းချက်တယ်အမေထမင်းချက်ရင်ကိုဈေးရောက်သွားတယ်အဲ့ဒီအရွယ်ကလေးကအဖေသေးပြီအမေသေးပြီအဖေမေမရှိရင်အဲ့ဒီအမေလေးဟာကိုအမြဲမေးပြီးတော့ရှင်းပြောရင်တော့ရည်စားမထားဘူးပေါ့လေ10 တန်းဆယ်လေးမတော့ဘူးအရက်မတော့လိမ့်မာတယ်ဆိုတာဘာကြောင့်လဲဆိုတော့အဲ့ဒီမေကွန်းလေးကအများကြီးအထောက်အကူပြုတယ်ဒါဖုံဖုံအတွေ့အကြုံနဲ့ဖုံဖုံပြောတာပါအိမ်တိုင်းကသားသမီးတွေများဟို3 တန်း4 တန်းကစပြီးတော့9 တန်း6 တန်း9 တန်း10 တန်းဒီခေတ်သားတွေသမီးတွေပိုနားလဲပါတယ်ပိုသိတတ်ပါတယ်ဒီ3 တန်း4 တန်း9 တန်း6 တန်းအတန်းနဲ့သာနှိမ့်ကြတယ်လို့ပြောပြီးမဲ့စိတ်ဓာတ်က3 တန်း4 တန်း9 တန်း6 တန်းမြင့်တဲ့သူတွေတပုံကြီးပါအဲ့ဒီမြင့်အောင်လုပ်ပေးဖို့ကမိဘတွေရဲ့တုံတင်ဆုံးမမှုဆရာသမားတွေရဲ့တုံတင်ဆုံးမမှုအများကြီးလိုတာဖုံဖုံတို့ကတော့မိကောင်းဖကောင်းဆရာသမားကောင်းတွေနဲ့တွေ့ခဲ့လို့တပိုင်းကိုတိုင်အဲ့ဒါလေးမေးတာမိဖေမရှိရင်ဘယ်လိုနေမလဲကိုဘဝကြီးပြက်သွားဗလားကိုပညာရေးရက်သွားဗလားကိုစားနေတဲ့ထမင်းကိုကိုရဲသွားဗလားအမေမရှိရင်ဘယ်လိုနေမလို့အဲ့ဒါအမြဲတွေးတယ်ဒါပေမဲ့ခက်တော့လည်းခက်သားပဲအမေဖေးတွေပေးတဲ့ပတ်စံကိုယူ3 ညင်သလို3ဖြုံးညင်သလိုဖြုတ်အမေမရှိအဖေမရှိမှဟင်းဆိုကောက်ငိုတဲ့3 တန်း4 တန်းစိတ်မျိုးရှိပြီးတော့အသက်ကတာ20အစိတ်ဖြစ်နေတာစိတ်ဓာတ်က3 တန်း4 တန်းစိတ်မျိုးဆိုရင်ဘယ်လိုလုပ်ကြမလဲဒီမိသားစုဘယ်လိုလုပ်ကြမလဲဒီတယောက်တည်းအတွက်ဟာဘုံဘုံတို့ကတော့ဖြစ်စီခြင်းနာကိုငယ်တုန်းကလာခဲ့တဲ့ဘဝဖြောင်အကြောင်းတွေထဲမှာတစည်းတစ်စောင်းနည်းနည်းလေးထုတ်ပြောတာဘုံဘုံဒီလိုလေးတိုးတက်အောင်ကြိုးစားလာမိတယ်ဆိုတာငယ်ကလေးကအဖေမိမရှိရင်ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်ကြောင့်ပါမိဘတွေကလည်းသားတွေသမီးတွေကိုနားလည်အောင်ပြောလို့သားသမီးတွေကလည်းပဲငါဖေမရှိရင်ငါအမေမရှိငါ6 တော့ဘောငါရပ်နိုင်ငါအတွက်ငါရပ်နိုင်တယ်လို့ငါညီကိုမောင်နှမတွေအတွက်ငါရပ်နိုင်အဲ့ဒီစိတ်ဓာတ်တွေများမွေးခဲ့ရင်ကိုမိသားစုကိုဥဆောင်နိုင်တယ်အဖေမရှိရင်အဖေနေရာဥဆောင်မယ်အမေမရှိရင်အမေနေရာကိုဥဆောင်မယ်ဆိုရင်ကြီးကျယ်တဲ့စကလုံးပြောရင်တော့ဒို့နိုင်ငံကြီးအတွက်နောက်အနှစ်ရာချီထောင်ချီပူစရာကိုမလိုတော့တဦးနဲ့တဦးတစ်ဖက်နဲ့တစ်ဖက်ခိုက်ရန်ညင်းခုံဖို့ပြောတာမဟုတ်ဘူးတာဝန်ယူခြင်းနဲ့စိတ်ဓာတ်တွေကိုလုပ်ရမယ့်အလုပ်တွေကိုစွမ်းအားတွေကိုဖြည့်တယ်ကိုလုပ်ရမယ့်အလုပ်တွေကိုမြင်သွားတယ်ဒီအလဟတ်ဘာမှမဟုတ်အရွယ်နဲ့မတန်မဲနဲ့ဒီကိလေသာစိတ်ကစိတ်ဆော်လို့ဟာအရတောက်တဲ့ဖေးရိုက်တဲ့ရီးစားထားတဲ့အရေးမဟုတ်တာအရာလောက်တာတွေရှိကိုမရှိတော့ဒါဖုံဖုံအတွက်ဘဝဖြောင်းလာတော့အဖေမိမရှိရင်ဘာလုပ်မလဲဆိုတဲ့စကားလေးကြောင့်ဒီလိုလေးဖြောင်းလာတယ်လို့ပြောချင်ပါတယ်ဒီအသီလေးတွေကိုနားလေပြီးတော့ကိုယ့်ဘဝကိုဖြောင်းအောင်ဘဝဖြောင်းကြောင်းတစ်စီတစ်စောင်းသိရတဲ့အတွက်ကြောင့်ဖြောင်းအောင်နေနိုင်ပြီးတော့
မိမိဘဝလည်းဖြောင့်မိမိမိသားစုကိုလည်းဥဆောင်နိုင်မိမိနိုင်ငံကိုလည်းဥဆောင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေ